တိမ်ငယ်စိတ်ဆိုတဲ့သဘောတရားအားငယ်နေတဲ့အချိန်မှာတိမ်ငယ်စိတ်ကအလိုလိုဝင်လာတယ်။ဘာကြောင့်အားငယ်လဲဆိုတော့အလုပ်ကိုင်းအဆင်မပြေတာလူမှုရေးမှာအဆင်မပြေတာပညာရေးမှာအဆင်မပြေတာများစွာသောအဆင်မပြေမှုတွေဟာအားငယ်သွားစေတယ်။အဲဒီအဆင်မပြေတဲ့အခါမှာအဆင်ပြေတဲ့သူတွေကိုကြည့်ပြီးတော့တိမ်ငယ်စိတ်တွေဝင်တယ်။ကိုကနှိမ့်နေတဲ့အချိန်မှာမြင့်တဲ့သူတွေကိုကြည့်ပြီးတိမ်ငယ်စိတ်တွေဝင်တယ်။သူစားတယ်လို့ကိုမစားနိုင်ရင်တိမ်ငယ်စိတ်တွေဝင်တယ်။သူသွားတယ်လို့ကိုမသွားနိုင်ရင်တိမ်ငယ်စိတ်တွေဝင်တယ်။သူပိုင်ဆိုင်တာတွေကိုမပိုင်ဆိုင်နိုင်တဲ့အခါတိမ်ငယ်စိတ်တွေဝင်တယ်။ကိုယ့်တဲ့အရာရာမှာတာနေတဲ့သူတွေကိုတွေ့တဲ့အချိန်မှာတိမ်ငယ်စိတ်တွေဝင်တယ်။အဲ့ဒီတိမ်ငယ်စိတ်တွေဟာကိုယ့်ကြောင့်ပဲဖြစ်နေတာလူတူနဲ့တူဘဝပေးမတူဘူးလက်ရှိဘဝမှာလည်းပဲမိသားစုအတိုင်းဝိုင်းစသည်ဖြင့်မတူဘူးကိုယ်မွေးပွားကြီးပြင်းရာပတ်ဝန်းကျင်ချင်းလည်းမတူဘူးအဲ့ဒီမတူညီတာတွေကိုလိုက်ညှိကြည့်ရင်းနဲ့စိတ်ဆင်းရဲမှုတွေပဲအဖတ်တင်လာတယ်ပို၍သာတိမ်ငယ်စိတ်တွေဝင်လာလိမ့်မယ်အဲ့ဒီတိမ်ငယ်စိတ်ကိုဖျောက်ပြနိုင်ဖို့အတွက်ကိုယ့်အရှိကိုအရှိတိုင်းလက်ခံနိုင်မှဖြစ်လိမ့်မယ်ကိုကဘလို့အနေထားမှရှိနေတာလဲဆိုတာကိုနားလည်ရင်ဒီအနေထားအတိုင်းလက်ခံလိုက်ပြီးကိုစားနိုင်တာကိုပဲစားမယ်ဝမ်းဝဖို့ပဲအရေးကြီးတယ်ကိုဝတ်နိုင်တာပဲဝတ်မယ်ကိုအရှက်လုံးပြီးဆိုရင်တင်းတက်တယ်လေးရှိတယ်ဆိုရင်တော်ပြီကိုသွားနိုင်တဲ့နေရာလောက်ပဲသွားမယ်ဒါကိုရဲ့ဝမ်းကိုထမ်းနိုင်တဲ့ဝမ်းဒီတက်ပို့ပြီးထမ်းရင်ကိုပဲပင်ပန်းမှာအဲ့တော့သွားနိုင်တဲ့လောက်ပဲသွားမယ်ကိုမှဘလို့လူတွေရှိတယ်လေအဲ့ရှိတဲ့သူတွေကိုပဲအကောင်းဆုံးထားပြီးတော့ဆက်ဆံပေါင်းတင်မယ်ကိုဘာအလုပ်ကိုလုပ်နေတာလဲကိုလုပ်တဲ့အလုပ်ကိုပဲတန်ဖိုးထားပြီးတော့အလုပ်လုပ်မယ်အဲ့တော့ကိုဘေးနားမှာကိုဘလူတွေကကူညီနေတာလေအဲ့ဒီကူညီတဲ့သူတွေကိုပဲတန်ဖိုးထားပြီးတော့ဆက်ဆံမယ်ကိုဖြစ်တည်မှုလေးကိုပဲတန်ဖိုးပြန်ထားမယ်သူကသူပဲကိုကကိုပဲတူမှမတူတာတွေကိုလိုက်ညှိလို့ကတော့ဘယ်တော့မှကျင့်တဲ့စိတ်တွေရမှာမဟုတ်ဘူးကိုကျင့်တတ်နေဖို့ကသာအရေးကြီးဆုံးပဲကိုထမင်းဝအောင်ရှာစားနိုင်တယ်ဆိုရင်ကျင့်တတ်လိုက်ကိုမှပေါင်းစရာအပေါင်းအသင်းရှိတယ်ဆိုရင်ကျင့်တတ်လိုက်ချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ဘူးကိုယ့်ရဲ့ခံစားချက်တွေမျှဝေပေးလို့ရတော့ကိုနားလည်ပေးနိုင်တော့တငယ်ချင်းဆိုရင်ပြီးပြီအဲဒီကိုနဲ့တိုးပေါ်တိုင်ပင်ဘက်ရလွတ်တငယ်ချင်းမျိုးရှိတယ်ဆိုရင်ပြီးပြီအပေါင်းအသင်းပေါင်းတက်ဖို့ရာအတွက်လည်းလိုအပ်သေးတာဆိုတော့ကိုမှလိုအပ်နေတဲ့အရေးချင်းဒါတွေမြင်နေရင်အဲ့အရေးချင်းကိုပြည့်အောင်ဖြစ်မယ်ကိုစ조사နေတဲ့နေရာမှာလိုနေသေးရင်လိုနေသေးတာကိုဖြည့်မယ်မှားသွားတာတွေရှိရင်အဲ့ဒီမှားတဲ့အချက်တွေကိုသင်ခန်းစာယူပြီးနောက်မမှားအောင်စ조사မယ်ဒီလိုနေသွားရင်ကိုကျင့်တတ်ပြီးတော့အဆင်ပြေမှာပဲမှားယွင်းတာတွေတစ်ခါမှားပြီးအမှတ်မရှိထပ်မှားနေတဲ့သူကတော့ဒီဘဝထဲမှာတိမ်ငယ်ပြင်းတိမ်ငယ်ရင်းနဲ့ပဲနေရမှာပဲအမှားတစ်ခုကြောင့်ကိုယ်ထဲမှာကိုမိသားစုတွေပါမျက်နှာငယ်ရတတ်တယ်ဒီလိုမျက်နှာငယ်ရမယ်အမှားမျိုးဘယ်တော့မှမကျူးလွန်နဲ့ဘယ်တော့မှမမှားစေနဲ့မှားခဲ့သည်ရှိရင်တောင်မှနောက်မမှားစေနဲ့အရှင်းဆုံးကတော့ကိုယ့်ရဲ့ဘဝကိုရိုးသားလေးနေတဲ့သူကိုယ့်အရှိအတိုင်းကိုလည်းလက်ခံနိုင်တဲ့သူတွေဘယ်တော့မှစိတ်မစင်ရဲဘူးဆင်းရဲသည်ဖြစ်သည်ချမ်းသာသည်ဖြစ်ပါစေကိုယ့်အခြေအနေကိုလက်ခံထားလိုက်ဖို့အရေးကြီးတယ်အဲ့ဒီကနေမှတဆင်ချင်းစ조사သွားအဆင်ပြေသွားလိမ့်မယ်ဘယ်တော့မှတိမ်ငယ်စိတ်ကိုမမွေးနဲ့အဲ့ဒီတိမ်ငယ်စိတ်ဆိုတာကောင်းကျိုးတစ်ခုမှမပေးဘူးစိတ်တက်ကြွနေအောင်သာနေပါလို့ပြောလိုပါတယ်အချင်းချင်းလဲရင်လည်းအချင်းချင်းပြန်ထားရမှာပဲ
ဘဝဆိုတာအမြဲတမ်းတသမတ်တည်းမရှိဘူးလမ်းဖြောင်းလျှောက်နေရတဲ့အချိန်တွေရှိပေမဲ့လမ်းကောက်တွေလည်းကြုံရနိုင်တယ်ညီညာနေတဲ့လမ်းတွေရှောက်ရတာရှိပေမဲ့မညီမညာတဲ့ဂျိုင်းကွက်များစွာနဲ့လမ်းတွေကိုကြော်ဖြတ်ရတဲ့အခါမျိုးလည်းရှိမယ်မြင့်တဲ့အခါရှိပေမဲ့နှိမ်ကျသွားတဲ့အခါမျိုးဆိုတာရှိလိမ့်မယ်ဘဝဆိုတာတသမတ်တည်းမဟုတ်ဘူးဒီတော့အချင်းတွေအရရအပြောင်းလဲတွေကြောင့်လက်ရှိအနေအထားကနေပြီးတော့နှိမ်ကျသွားတာမျိုးပျက်စီးသွားတာမျိုးတွေကြုံကြရတယ်အဲ့ကြုံတဲ့အချိန်မှာဘာမှဆက်မလုပ်ချင်တော့အောင်စိတ်ထကြတတ်တယ်စိတ်ထကြစရာလဲအခြေအနေတွေကပံ့ပိုးနေတာကိုအတိုင်းဝိုင်းကလည်းမရှိတော့ငွေကြေးကလည်းမရှိတော့ဘူးဆိုတဲ့အနေအထားမျိုးကိုရောက်သွားတဲ့အခါတွေရှိတယ်အဲ့မှာဆိုးတာကယုံကြည်ချက်တွေကိုပါဆုံးရှုံးလိုက်ရတယ်ကိုယ့်အပေါ်မှာလူတွေမယုံကြည်တော့ဘူးဆိုတဲ့အနေအထားမျိုးဒါဟာအဆိုးဆုံးပဲလဲကြတဲ့နေရာတိုင်းမှာတိတ်ခါတော့ကြာမသွားစေနဲ့ကျန်တဲ့အရာတွေကြာရှုံးတာပြန်ကြိုးစားလို့ရတယ်ဂုံတိတ်ခါပြိုလဲသွားတယ်ဂုံတိတ်ခါပိုင်းအပြင်လဲကျသွားတယ်ဆိုရင်ပြန်ရက်တည်ဖို့မလွယ်ဘူးဒါကြောင့်ကိုယ့်ရဲ့ဂုံတိတ်ခါကိုတော့ဘယ်တော့မှဘာနဲ့မှမလဲပါနဲ့ဘလို့အကြောင်းမှလည်းလဲကျမသွားပါစေနဲ့လူဆိုတာကတော့ကြိုးစားနေရင်နဲ့ရက်တန့်သွားတာမျိုးတွေဆိုတာကြုံတတ်တယ်ကြိုးစားနေပါရက်နဲ့ကြာရှုံးသွားတယ်ဆိုတာမျိုးတွေလည်းကြုံတတ်တယ်အဲ့ဒီကြုံတတ်တဲ့လောကရန်ကိုကောင်းကောင်းနားလည်ထားပြီးတော့ဘယ်လိုပဲကြုံရလက်ခံနိုင်အောင်ကြိုးစားမယ်ကြိုးစားပြီးတဲ့အခါမှာဒီအတိုင်းရက်မနေဘူးဆက်ပြီးတော့ရှောက်လန်းမယ်လဲကြတဲ့နေရာကနေပြန်ထရမှာပဲပြန်ထပေမဲ့လည်းအချိန်ချင်းလဲနေတာပဲလို့ပြောကြတဲ့သူတွေရှိတယ်အဲ့ဒီအချိန်ချင်းလဲတဲ့တဲမှာလူအားလုံးနေပါဝင်နေတဲ့ဆိုတာကိုမမေ့ပါနဲ့အောင်မြင်နေတဲ့သူတွေဟာအချိန်ချင်းပြိုလဲကြတဲ့သူတွေကြီးပါပဲနည်းနည်းအောင်မြင်နည်းနည်းအတိုက်ခိုက်ရှိတယ်များများအောင်မြင်များများအတိုက်ခိုက်ရှိတယ်နည်းနည်းအောင်မြင်ရင်နည်းနည်းမနာလိုတဲ့သူရှိတယ်များများအောင်မြင်လာရင်တော့များများမနာလိုတဲ့သူရှိတယ်ဒါကြောင့်မလို့မနာလိုသူတွေရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဓာတ်တွေပြိုလဲသွားတဲ့အခါမျိုးတွေရှိတယ်အပြန်ပန်းရုပ်ပိုင်းဆိုင်ရာရုပ်ရော်မသွားပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပြိုလဲသွားအောင်လုပ်တဲ့အရာတွေကလည်းရှိနေတော့ပြိုလဲတတ်တယ်ရုပ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာရှိသလိုစိတ်ပိုင်းဆိုင်ရာဖြင့်ပြိုလဲသွားတာတွေလည်းရှိတယ်အဲ့တော့ကိုယ်သတိပေးရမှာကဘယ်တော့မှစိတ်ပိုင်းဆိုင်ရာပြိုလဲလို့မရဘူးဘယ်နှကြိမ်လဲမလဲအဲ့ဒီစိတ်ကပြန်ပြီးတော့တွန်းပေးလိုက်မယ်ပြန်ထမယ်နောက်တစ်ချိန်လဲအောင်မလားလဲပြန်ထမယ်ဘာဖြစ်လို့ပြန်ထနေရတာလဲဒီတိုင်းပဲထိုင်နေလိုက်ပါလားလို့တော့စကားကပ်ပြောလို့မရဘူးထိုင်နေလိုက်ရင်ကြာရှုံးသူကကိုယ်ပဲတခြားသူမှမဟုတ်တာထိုင်နေလိုက်လို့ဘာမှဖြစ်မလာပဲပို့ပြီးတော့ဘဝကနှုံချဆုပ်ပြတ်သွားတာကကိုယ်ပဲသူများမှမဟုတ်တာအဲ့တော့ထကျင်တယ်ဆိုလဲကိုယ်ပဲမထကျင်ဘူးဆိုလဲကိုယ်ပဲမထကျင်တဲ့သူတွေဟာအဲ့ဒီလိုနွမ်းပါဆုပ်ပြတ်တဲ့အနေအထားမျိုးနဲ့ဆက်သိမ်းသွားမှာပေါ့ရက်နေလို့လည်းမရသလိုလဲတာကိုလဲတဲ့အတိုင်းထိုင်နေလို့လည်းမရဘူးပြန်ထရမှာပဲဒီဘဝရှိနေတဲ့အတွက်ကြောင့်မလို့နှိမ့်ကြခြင်းကိုလက်မခံနိုင်ဘူးဆိုရင်ဆက်ပြီးတော့ရှောက်ရမှာပဲမရှိတဲ့အားနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့အရာနဲ့ပဲဆက်ရှောက်မယ်မရှိတဲ့သူနဲ့ပဲဆက်ရှောက်ရတာပဲဘယ်နှကြိမ်လဲမလဲပြန်ထရမှာပဲလဲသွားတဲ့အချိန်မှာစိတ်ဓာတ်တွေကြမျက်ရည်တွေကြနဲ့ဖြစ်သွားပြီဆိုရင်ချက်ချင်းပြန်ထမျက်ရည်ကြခြင်းတဲ့အချိန်ကြလိုက်ကြပြီးပြန်သာထဘယ်တော့မှရှုံးမပေးရဘူးဘဝဆိုတာရှုံးပေးဖို့မဟုတ်ဘူးဘဝဆိုတာဆက်လက်တိုက်ပွဲဝင်နေဖို့လူတွေကဒုက္ခရောက်သွားပြီဆိုရင်ဘယ်သူကယ်ပါမလဲလို့ညှော်လင့်တတ်တာသဘာဝပဲဒုက္ခဆိုတဲ့သဘောတရားကကယ်မဲ့သူကိုလိုအပ်နေတာကြီးပဲစားစရာမရှိတဲ့သူကစားစရာကျွေးမဲ့သူကိုမျှော်လင့်တယ်ဝတ်စရာမရှိတဲ့သူကဝတ်စရာပေးမဲ့သူကိုမျှော်လင့်တယ်နေစရာမရှိတဲ့သူကနေစရာပေးမဲ့သူကိုမျှော်လင့်တာသဘာဝပဲဘာကြောင့်မျှော်လင့်ရတာလဲ
အဲ့ဒီစားစရာကိုသူကိုယ်တိုင်ရှာမစားနိုင်တော့လို့ဝတ်စရာကိုလည်းသူကိုယ်တိုင်ရှာမဝတ်နိုင်တော့လို့နေစရာကိုလည်းသူကိုယ်တိုင်မဖန်တီးနိုင်တော့လို့အဲ့လိုအနေထားမျိုးတွေမှာတော့ကောက်ရိုးတမြင်လောက်အကူအညီလေးကိုလည်းမျှော်လင့်မိတာပဲအဲ့ဒီကောက်ရိုးတမြင်ဟာလည်းသူ့ရဲ့မျှော်လင့်ချက်ကြီးပဲဒါတော့လူတစ်ယောက်နဲ့တစ်ယောက်နဲ့အင်အားချင်းမတူတာဖြစ်တဲ့အတွက်တချို့သူတွေအတွက်မပြောပလောက်တဲ့အရာဟာတချို့သောဒုက္ခရောက်နေတဲ့သူတွေအတွက်ကြီးမားတဲ့အထောက်အပံ့ကြီးပဲဒါကြောင့်ကိုကဘာမှမဟုတ်တော့ဘူးလို့နမောနမဲ့နေလိုက်တဲ့အရာလေးတွေမုံဘိုးလေးကအစားပေါ့ကို့အတွက်မုံဘိုးလောက်ပဲရှိတဲ့အရာကတခြားသူအတွက်ဘဝတစ်ခုဖြစ်သွားနိုင်တယ်တခြားသူအတွက်တမင်တနက်လည်းဖြစ်သွားနိုင်တယ်အဲ့လိုအရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့လဲကျသွားပြီးဒုက္ခရောက်သွားပြီးဆိုအကူအညီမျှော်လင့်တတ်ကြတာကိုကဒုက္ခမရောက်သေးလို့နားမလည်ဘူးဆိုရင်တော့တဘာဝဒီအတိုင်းပါပဲလို့လက်ခံတတ်ရမယ်ပတ်ဝန်းကျင်ကိုကြည့်ရမယ်အဲ့ဒီပတ်ဝန်းကျင်မှာဘယ်သူတွေဘလောက်ခက်ခဲနေတယ်လဲမြင်လိုက်မယ်မြင်တဲ့အခါမှာကိုလဲကျသွားရင်လေဒီလိုမျိုးဖြစ်တတ်တာပါလားလို့သိထားရမယ်တန်ဝေကယူရတယ်အမြဲတမ်းအဆင်ပြေနေတယ်ဆိုတာမရှိကြဘူးပြိုလဲတယ်ဆိုတဲ့အချိန်လေးအများကြီးကြုံရတတ်တယ်အချိန်ချင်းလဲကြုံရတတ်တယ်ဒီတော့ဘယ်သူကများဘာလေးများကူညီပါမလဲလို့မျှော်လင့်တတ်တာအမှားမဟုတ်ပါဘူးမစွမ်းနိုင်တော့တဲ့အချိန်မှာအဲ့ဒီမျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကိုတော့လိုချင်ကြတာကြည့်ပဲလောကကြီးဒုက္ခရောက်နေတာကိုသိရင်ကိုကအဲ့ဒီဒုက္ခတွေကိုမျှဝေခံစားကြည့်ပြီးတော့နိုင်တာလုပ်ပေးဖို့လိုတယ်မျောလင်းချက်ကလေးတွေနဲ့နေကြတဲ့ဒုက္ခတွေအများကြီးရှိတယ်သူတို့အတွက်ကိုရီရဲ့မုံဘိုးလောက်ဟာလည်းတနေ့တာစာဖြစ်သွားနိုင်တယ်လို့ကိုရီရဲ့ပံ့ပိုးမှုလေးဟာသူတို့အတွက်တနေ့စာသို့မဟုတ်ဘဝခြေလန်းစားဖို့လေကတစ်တစ်ဆိုတာမျိုးဖြစ်သွားတတ်တာမလို့အားငယ်သူကိုအားပေးကြပါဒုက္ခရောက်တဲ့သူတွေကိုကူညီကြပါဒီနေရာမှာတော့တတိတံပဇံတော့လိုအပ်ပါတယ်ဘယ်အရာမှမစိုးတတိဉာဏ်မပါရင်တော့စိတ်ဆင်းရဲမှုတွေပြန်ပြီးတော့ရတာတယ်ဒါကြောင့်ဉာဏ်ရှင်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ဒုက္ခမရောက်စေသောနည်းဖြင့်ဒုက္ခရောက်တဲ့သူတွေကိုကူညီတတ်ပါစေကိုယ်လည်းပဲဒုက္ခရောက်တဲ့အခါကောက်ရိုးတမြင်လောက်သာရှိမဲ့စိတ်ခွန်အားလေးကိုလည်းမျှော်လင့်မိတာပါပဲဒါကြောင့်အားလုံးသောလောကလူသားအပေါင်းဒုက္ခအလုံးမှကင်းဝေးကြကုန်၍အချင်းချင်းဖေးမှကူညီကြကတာယာတဲ့လောကကိုဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်လူတွေကိုဒုက္ခအပေးဆုံးကအဲ့ဒီစိတ်တွင်းပฏิပတ်ခပဲအဲ့ဒီစိတ်ကအမြဲတမ်းနှစ်ခွဖြစ်နေတတ်တယ်တွားရင်ကောင်းမလားတွားလို့သင်တော်ပါမလားပြောရင်ကောင်းမလားမပြောချင်ပါဘူးအဲ့ဒီနှစ်ခုအမြဲတိုက်တယ်အဲ့တော့လှုပ်လိုက်ရင်ကောင်းမလားလှုပ်ရင်သင့်တော်ပါမလားဒီလိုမျိုးတွေနဲ့အများကြီးပဲရှုပ်ထွေးတယ်ခွင့်လွတ်လိုက်ရမလားဒါမှမဟုတ်ဆက်ပြီးတော့ပဲမုန်းနေလိုက်ရမလားအလျှော်ပေးလိုက်ရမလားဒါမှမဟုတ်အနိုင်ပဲယူထားရလိုက်ရမလားအဲ့ဒီလိုစိတ်တွင်းပฏิပတ်ခဒါနဲ့ရင်ဆိုင်နေရတဲ့သူတွေဟာစိတ်ချမ်းသာရေးမကောင်းနိုင်ဘူးပေါ်ပါတဲ့စိတ်ကိုလည်းမရနိုင်ဘူးအမြဲတမ်းလေးလံနေတယ်အမှန်တကယ်ကဆုံးဖြတ်ချက်ပိုင်းချနိုင်တဲ့အလေးအကျင့်ကိုပြိုးထောင်ယူရမှာကိုလို့မဲ့အလုပ်ဟာမိမိသူတစ်ပါးအကျိုးရှိသလားမရှိဘူးလားအကျိုးရှိတယ်ဆိုရင်လုပ်တာလုပ်ရမယ်အကျိုးမရှိဘူးဆိုရင်တော့အစကတည်းကအစင်ကိုမစင်စားနဲ့ကိုစဉ်းစားမှာဒါပဲသူနဲ့ကိုနှစ်ယောက်ကိုအကျိုးပြုမဲ့အလုပ်လားအခုသွားမဲ့ခရီးဟာကို့အတွက်အကျိုးရှိမှလားမရှိဘူးလားအကျိုးရှိတယ်ထင်သွားတာသွားတွန့်ဆုံမနေနဲ့အဲ့ဒီအကျိုးရှိတယ်ဆိုတဲ့နေရာမှာလဲကောင်းကျိုးက60%မကောင်းကျိုးက40%ဆိုဒါသွားရတာတန်သေးတယ်အဲ့ဒီမှာကောင်းကျိုးက80%လောက်ဖြစ်လာမယ်မကောင်းကျိုး30%ဆိုမလွဲမသွေချက်ချင်းကိုဆုံးဖြတ်ချက်ချပြီးလုပ်တဲ့တယ်အကောင်းကြီးပဲဖြစ်နေတာဆိုရင်တော့စင်းကိုမစင်စားသင့်ဘူးချက်ချင်းကိုလုပ်ပလိုက်တဲ့တယ်အဲ့တော့ထားရမှာလို့ထိုင်ရမှာလို့အပြတ်မသားနဲ့ကုန်းကွာလူသားတွေဖြစ်လာတတ်တယ်
ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးရဲတင်းတင်းလှုပ်ရဲတဲ့အကျင့်တွေကိုကျင့်ပြကောင်းလဲစမ်းမယ်မကောင်းလဲခံမယ်ဒါပေမဲ့တတိတန်ပစင်ဘယ်တော့မှလွတ်လို့မရဘူးတတိနဲ့ဉာဏ်နဲ့ဆင်ခြင်ပြီးတဲ့အခါပြောခဲ့ပြီးသလိုပဲကောင်းကျိုးများတာလားဆိုးကျိုးများတာလားဒီနှစ်ခုအရင်တွက်ချလိုက်ပြီးတော့ကောင်းကျိုးများတယ်ဆိုလောက်တာလောက်ဆိုးကျိုးနည်းနေတဲ့အရာတွေကိုတွေးဟာတွေလုံးမနေနဲ့ရာခိုင်နှုန်းအတိုင်းအတာအပြင်ကိုလည်းတွက်တက်ကြတာပဲဒီတော့ကောင်းကျိုးများတယ်ဆိုတုံဆိုင်မနေနဲ့လောက်တာလောက်အကျိုးရှိတယ်ဆိုရင်တုံဆိုင်မနေနဲ့လောက်တာလောက်အဲ့ဒီအရာတွေကနေပဲကိုယ့်ကိုအောင်မြင်မှုစီကိုမြန်ပို့နိုင်တယ်ထမလို့ထိုင်မလို့နဲ့တွေးဟာတွေနဲ့စိတ်တွင်းပဋိပက္ခများနေတဲ့သူခွင့်လွတ်လိုက်မှလို့ဆက်ပြီးတော့ပဲနာကြီးလိုက်မှလို့နဲ့မခံစားသင့်ပဲနဲ့ခံစားသွားကြရတဲ့သူတွေလည်းအများကြီးပဲပြောတဲ့အချိန်မှာမပြောတဲ့သူတွေပြောတော့မှလို့မပြောတော့မှလို့နဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်နားလည်မှုတွေလွဲသွားတယ်အဲ့ဒီမှာပဲတစ်သက်လုံးခံစားသွားရတဲ့ဆိုတဲ့သူတွေဟာလည်းဆုံးဖြတ်ချက်မပိုင်တဲ့သူတွေရဲ့ရလက်တွေပဲဒါကြောင့်စိတ်တွင်းပဋိပက္ခဆိုတာရှိနေတယ်ကိုယ်စိတ်ကိုမြင်အောင်ကြည့်ပါစိတ်ကိုမြင်အောင်ကြည့်ပြီးတော့လက်တွေ့ကြတွက်ချက်တတ်တဲ့အရာကိုလေ့ကျင့်ပေးပါကောင်းကျိုးများတာမှန်သမျှလောက်ကောင်းတဲ့အရာတွေကြီးပါပဲလို့ဒါကြောင့်အာလုံးသောတရားနာပရိသတ်ပေါင်းအမြဲတမ်းတုံဆိုင်ဖြစ်တတ်တဲ့အလေးအကျင့်မျိုးတွေကိုဖျောက်ပစ်ပြီးတော့ဆုံးဖြတ်ချက်ကိုမြန်ချနိုင်အောင်အတွက်အချက်လဲကျွမ်းကျင်ဖြစ်အောင်လေ့ကျင့်ရင်းဖြင့်အောင်မြင်မှုတွေစီကိုမြန်ရောက်နိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ပြစ္ဆုတ်ပန်တိုင်းဟာအင်မတန်မှတန်ဖိုးရှိတဲ့အချိန်တွေပါအချိန်ဟာရွှေပါပဲနေတတ်ရင်ရွှေထွက်မယ်မနေတတ်တဲ့အခါကျတော့သေတတ်တယ်လို့ပြောရပါလိမ့်မယ်ဒီတော့ဒီအချိန်တွေကိုအကောင်းဆုံးအသုံးချမယ်ဆိုရင်ပထမဦးဆုံးလူမှုရေးမှာဆိုရင်တချို့ကအလိုနေရင်းနဲ့ပြဿနာရှာတတ်တဲ့အကျင့်ရှိတယ်မိသားစုတစ်ခုတည်းမှာပဲဆိုပါစို့မိုးလင်းကလေးကပျော်စရာလေးနဲ့စမယ်နေ့လည်းပျော်စရာလေးနဲ့နေလို့ရတယ်ညအထိပျော်ရွှင်နေလို့ရတယ်နွေးထွေးနေလို့ရပါမယ်မနေကြဘူးအတ္တကြီးနေကြတယ်သားကလည်းသူလိုချင်တာပဲသမီးကလည်းသူလိုချင်တာပဲသိတယ်မိဘဘာဖြစ်နေတယ်လဲမစင်စားပေးတတ်ကြပြောရမယ့်အရာတွေကမပြောတော့မိသားစုဝင်ထဲမှာတူဦးကသူလှုပ်ချင်တာတခုတည်းပဲဦးစားပေးစဉ်းစားပြီးတော့လှုပ်နေတဲ့အခါကျန်တဲ့သူတွေအတွက်စိတ်ချမ်းသာစရာတွေဖြစ်မလာတော့တယောက်အတ္တကြီးလိုက်တာကျန်တဲ့သူတွေပါစိတ်ဆင်းရဲမှုတွေဖြစ်စေတယ်အဲ့တော့ပြောနေလို့ရရတာနဲ့တမင်ကိုဒုက္ခတွေမွေးတဲ့သူတွေကိုကြိုးကြီးတဲ့လူတိုင်းဟာဒုက္ခမွေးတဲ့သူတွေကြီးပဲတစ်ဖက်သူရဲ့ခံစားချက်ကိုမစင်စားပြတဲ့သူတိုင်းဟာလက်ရှိအဖိုးအတန်ဆုံးအချိန်တွေကိုဖျက်ဆီးပစ်တဲ့သူတွေကြီးပဲဒီအချိန်မှာချစ်ချင်းမြတ်တာကိုပြတဲ့တယ်ထင်ရင်ပြတာပြအဲ့ပြရမယ့်အရာကိုမပြလိုက်တဲ့အတွက်ကြောင့်ပျော်ရမယ့်အစားငိုရလိမ့်မယ်ဒီအချိန်မှာနားလည်မှုတွေကိုပြရမယ့်အချိန်မှာပြတာပြအဲ့ဒီနားလည်မှုကိုမပြလိုက်ရင်နောက်တစ်ချိန်မှာစိတ်ဆင်းရဲရလိမ့်မယ်ဒီအချိန်မှာနှွေးထွေးမှုတွေဖေးမမှုတွေကူညီမှုတွေကိုပြရမယ့်အချိန်မှာပြတာပြမတွန့်ဆုတ်လိုက်နဲ့တခါလောက်ပြက်ကွက်သွားလိုက်တဲ့အရာတစ်သက်လုံးအဖုအထစ်ဖြစ်သွားတတ်တယ်မပြောမရွှင်တဲ့ဇက်သိမ်းတတ်တယ်ဒါကြောင့်အချိန်တိုင်းမှာပျော်လို့ရရတာနဲ့ဉာဏ်လေးတော်ရှင်တိတတ်မှုလေးတော်မွေးချစ်ချင်းမြတ်တာကိုပြရမယ်စကားပြောတဲ့အချိန်ဆိုပြောတာပြောနားလေစာနာတဲ့စကားကိုပြောရမယ်အချိန်မှာပြောတာပြောကိုယ့်ရဲ့နှွေးထွေးတဲ့စကားတွေကိုပြောရမယ်အချိန်မှာပြောတာပြောအားပေးကူညီတဲ့စကားမျိုးပြောရမယ်အချိန်မှာပြောတာပြောမပြောဘဲနဲ့တွန့်ဆုံမနေလိုက်နဲ့လူမှုရေးဟာမှားသွားရင်နောက်တစ်ချိန်ပြန်ပြင်ဖို့ခက်တယ်အဲ့ဒီတိုင်းပဲလောကကြီးထဲမှာဒီနေ့စ조사လို့ရတဲ့အလုပ်တွေကိုဒီနေ့စ조사ဒီနေ့ပြီးအောင်လုပ်ဒီနေ့မပြီးဘူးဒီနေ့သူအားမထုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်အလုပ်အကျွေးတင်သွားတယ်မနေ့ပြန်မှာအလုပ်ထံပိုးပြီလာတယ်မပြောရတော့ဘူးနောက်တနေ့လည်းဒီတိုင်းပဲဆက်နေတော့နောက်တနေ့မှလည်းအလုပ်ထံထပ်ပြီတယ်မပြောရတော့ဘူးချစ်ချင်းတရားမေတ္တာတရားဆိုတဲ့အရာတွေလည်းဒီတိုင်းပဲဒီနေ့မပေးလိုက်တာမနေ့ပြန်မှာနည်းနည်းအေးဆက်ဖြစ်လာမနေ့ပြန်မှာမပြင်သေးဘူး
အေးဆက်ဆက်ပိုးဖြစ်လာတလားလောက်အဲ့ဒီတိုင်းနေတယ်ပို့ပြီးတော့အေးဆက်သွားတယ်ပြန်ပြီးတော့ပေါင်းစည်းဖို့ရာအတွက်တောင်မှပဲမလွယ်ကူတော့လောက်အောင်ကြိုးတွေပြတ်သွားတတ်တယ်အဲ့ဒါကိုယ့်ရဲ့မသိတတ်ခြင်းတွေပဲပျော်ပျော်နေလို့ရရတာနဲ့ဒီအခွင့်အရေးတွေကိုဖျက်ဆီးပစ်တာကိုယ်တိုင်ပဲကိုယ်တိုင်ကဘာတွေများနေလို့လဲမောဟများပြီးတော့အတ္တကြီးနေလို့ကိုယ့်အတွက်ပဲကိုယ်တွက်နေလို့ဒီလိုဆိုတော့အနားမှာရှိတဲ့သူကဘာဖြစ်နေတာလဲဘာခံစားနေတာလဲဘာလိုအပ်နေတာလဲဆိုတာတွေကိုသိအောင်ကြိုးစားရမှာကိုတာဝန်ပဲသိလိုက်တဲ့အခါမှာကိုညီနိုင်တယ်သိလိုက်တဲ့အခါမှာမေတ္တာပေးနိုင်တယ်ဖေးမနိုင်တယ်ချက်ချင်းမေတ္တာတရားတွေကိုပြနိုင်တယ်အဲ့လိုဆိုလို့ရှိရင်တော့အမြဲတမ်းပျော်နေရမယ်အလုပ်ကိုလည်းနေ့စဉ်နဲ့အမျှလှုပ်တဲ့အလုပ်ကိုအမြဲလုပ်နေတဲ့သူချက်ချင်းမေတ္တာတရားတွေလူမှုရေးမှာပြုတင်တဲ့အရာတွေကိုပြုတင်တဲ့အချိန်မှာမတုံမဆိုင်ပဲနဲ့လုပ်တဲ့သူတွေချက်ချင်းပျော်ရတယ်အခုပျော်ခြင်းရင်အခုပျော်လို့ရရတာနဲ့ဘာဖြစ်လို့အတ္တတွေကြီးနေတာလဲအခုပျော်ခြင်းရင်အခုပျော်လို့ရရတာနဲ့ဘာဖြစ်လို့မာနတွေကြီးနေတာလဲအဲ့အတ္တတွေမာနတွေကနောက်ဆုံးတော့မျက်ရည်နဲ့ပဲအဆုံးသတ်တယ်အဲ့ဒီတော့မှတော့မှားပါပြီလို့အော်မနေနဲ့အကျိုးမရှိဘူးဒါကြောင့်အာလုံးသောတရားနာပရိသတ်ပေါင်းလက်ရှိအချိန်တွေကိုတန်ဖိုးထားကြပြီးတော့အမြဲတမ်းပျော်ရွှင်ခြင်းနဲ့ဆိုရင်အသေးအဖွဲလေးကိုကအစနမောနမိတ်မနေပဲပြုတ်တဲ့အချိန်မှာပြုပါလှုပ်တဲ့အချိန်မှာလှုပ်ပါပြောတဲ့အချိန်မှာပြောလိုက်ပါအစကတည်းကရှောင်တဲ့အရာတွေကိုမရှောင်ခဲ့ဘူးအစကတည်းကပြုတ်တဲ့အရာတွေကိုမပြုတ်ခဲ့ဘူးဆိုလို့ရှိရင်နောင်မှနောင်တတွေရကြတယ်လူချင်းချင်းဆက်ဆံတဲ့နေရာမှာလူတစ်ယောက်နဲ့တစ်ယောက်မှာဇယိုက်တွေမတူဘူးအဲ့ဇယိုက်မတူတာတွေကိုဆဆဦးဆုံးနှုတ်ဆက်စကားပြောတဲ့အချိန်မှာတည်းကတိတာစွာမြင်ရပါတယ်ကိုမောဟဖုံးနေတဲ့အတွက်ကြောင့်မလို့မမြင်တာပါပရမဦးဆုံးစပြီးတော့ဆက်ဆံလိုက်တဲ့အချိန်မှာတည်းကသူ့ရဲ့ဇယိုက်ကဘလို့ရှိတယ်သူသည်အတ္တကြီးတဲ့သူလားဒါမှမဟုတ်မျှပြီးတော့တွေးတတ်တဲ့သူလားသူသည်ကျင်နာပြီးတော့ကူညီတတ်တဲ့သူလားသို့မဟုတ်တကူကောင်းဆန်တဲ့သူလားဆိုတာစကတည်းကသိတယ်ပဝင်းကျင်မှာအသားကျပြီးတော့လောကကိုတော်တော်နတ်တဲ့သူတွေဟာအစကတည်းကသိတယ်အဲ့ဒီချိန်မှာရှောင်တဲ့သူကိုရှောင်လိုက်ပါတယ်မပေါင်းတဲ့သူကိုဆက်ပြီးတော့မပေါင်းတော့ဘူးဘာမှပြဿနာတွေမဖြစ်ခင်စောစောစီးစီးလမ်းခွဲလိုက်နိုင်တယ်ဒီတော့နောက်ဆက်တွဲဖြစ်လာမဲ့ဆိုးကျိုးတွေကိုမခံစားရတော့ဘူးနောက်တချို့ကကြတော့တရက်နှစ်ရက်အတွင်းမှာသိနိုင်တယ်အတူတူစားကြတောက်ကြတဲ့အချိန်တစ်ခုကြုံပြီးတာနဲ့သူဘလို့လဲဆိုတာသိသွားပြီသို့မဟုတ်ခရီးတစ်ခုကိုအတူတူသွားလိုက်တဲ့အချိန်မှာလဲသူဘာလဲဆိုတာသိသွားပြီသိသွားရင်အဲ့ဒီတစ်ခါဆက်ဆံပြီးရှောင်လိုက်လို့ရတယ်သို့ပေမဲ့တချို့ကမောဟဖုံးလွှမ်းနေတဲ့အတွက်ကြောင့်မလို့နောက်အလိုလောဘကလည်းရှိနေတဲ့အတွက်ကြောင့်မလို့ကိုယ်နဲ့ပတ်သက်တဲ့သူစီမှာကိုမျောလင့်တာများရလေမလားလို့မိုင်မဲစွာမျောလင့်တတ်ကြတယ်အစာကလေးကအတ္တကြီးနေတဲ့သူတစ်ယောက်ကိုရုပ်ကြည့်ပြီးတော့ကြွေတာခိုက်တာဆိုတဲ့သဘောမျိုးပေါ့နောက်သူ့ရဲ့စည်းစိမ်ကိုကြည့်ပြီးတော့ကိုယ်စိတ်ကသူ့ဘက်ကိုပါသွားတယ်ဆိုတဲ့သဘောမျိုးပေါ့အလိုလောဘရှိတဲ့သူတွေအမှန်မမြင်ဘူးတနည်းအားဖြင့်တော့တဏှာများတဲ့သူတွေအမှန်မမြင်ဘူးကိုယ်နဲ့ပတ်သက်တဲ့သူစီကကိုကမျောလင်းချက်တွေပဲထားနေတဲ့အတွက်ကြောင့်မလို့မကောင်းတဲ့လူကြီးကိုလည်းကောင်းလေမလားဆိုပြီးတော့ပေါင်းမိတတ်ကြတယ်အတ္တကြီးတဲ့သူကြီးကိုလည်းညတလေမလားဆိုပြီးတော့ပေါင်းတတ်ကြတယ်အညိုအတေးကြီးပြီးတော့ရက်ဆက်တတ်တဲ့သူကြီးကိုလည်းပဲကိုနဲ့ဆိုလို့ရှိရင်မေတ္တာစိတ်တွေများရှိလာမလားထင်ပြီးတော့မိုင်မဲစွာမျောလင့်တတ်ကြတယ်လူဆိုတာဇယိုက်မပြင်ပါဘူးအတ္တကြီးတဲ့သူကအမြဲတမ်းအတ္တကြီးပါတယ်နောက်ရက်ဆက်တတ်တဲ့သူကလည်းအမြဲတမ်းရက်ဆက်ပါတယ်ဒီနေ့မရက်ဆက်ရင်တစ်လကြာရင်ရက်ဆက်ပါလိမ့်မယ်တစ်လနဲ့မရက်ဆက်သေးဘူးဆိုရင်လည်းစောင့်ကြည့်လိုက်ပါတစ်နှစ်ကြာရင်ရက်ဆက်ပါလိမ့်မယ်အဲ့တော့ဇယိုက်ဆိုတာမွေးကလေးကပါလာတဲ့သဘောတရားမြတ်စွာဘုရားကဟောထားတယ်ရာဂဇယိုက်နဲ့မွေးတဲ့သူရှိတယ်
ဒေါသစရိုက်နဲ့မွေးတဲ့သူရှိတယ်မောဟစရိုက်နဲ့မွေးတဲ့သူရှိတယ်အဲ့ဒီအကုသိုလ်စရိုက်တွေဝိတ္တစရိုက်နဲ့မွေးတဲ့သူလည်းရှိတယ်အတွေးများတဲ့သူတွေပေါ့သူစရိုက်နဲ့သူမွေးလာကြတာအဲ့ဒါမကောင်းတဲ့ဘက်ကလူတွေကောင်းတဲ့ဘက်ကတော့တတ္ထာစရိုက်တို့ဗုဒ္ဓစရိုက်တို့ကြီးညိုတတ်တဲ့သဘောတရားနဲ့မွေးလာတဲ့သူတွေသူတို့ကကုသိုလ်ကောင်းမှုကိုပျော်မွေးတဲ့သူမျိုးနောက်ဗုဒ္ဓစရိုက်ဆိုတဲ့ပညာအားကောင်းပြီးတော့မွေးလာတဲ့သူတွေငယ်ငယ်ကတည်းကတွေးတတ်တယ်ဆင်ခြင်တတ်တယ်မြင်တတ်တယ်အဲ့တော့ဒီဘက်မှာအစိုးဘက်ကစရိုက်တွေပြောခဲ့ပြီးတဲ့အတိုင်းဒီစရိုက်တွေဟာပြင်လို့မရဘူးပြင်လို့မရတဲ့အတွက်ကြောင့်အစကတည်းကသိတဲ့တယ်လူတွေကအစကတည်းကမတွေ့ခဲ့ရင်ကောင်းတာလို့ပြောတတ်ကြတယ်ဘာဖြစ်လို့အစကတည်းကမောဟဖုံးလွှမ်းပြီးတော့မကောင်းတာကြီးကိုကောင်းလေမလားလို့ဘာလို့ပေါင်းခဲ့တာတော့ဘာဖြစ်လို့အစတည်းကအတ္တကြီးတဲ့ဆရာကြီးပေါ်လွင်နေတဲ့သူကိုကိုယ့်လက်ထဲကြမှာပြုပြင်လို့ရမယ်လို့ဘာလို့မိုင်မဲစွာတွေးခဲ့တာတော့အစကတည်းကတိတာနေတဲ့သူ့ရဲ့ချွင်ရင်းချက်တွေကိုကိုယ့်မေတ္တာနဲ့ပြုပြင်လိုက်မယ်ဆိုပြီးဘာလို့မိုင်မဲစွာတွေးခဲ့တာတော့အဲ့ကိုမိုင်မဲခဲ့တဲ့အတွက်ကြောင့်မလို့အတ္တကြီးတဲ့သူကြီးကိုပေါင်းမိတဲ့အတွက်ကြောင့်သူအတ္တကြီးစွာပြုမှုတာကိုခံပြီးတော့မျက်ရည်ကျနေတာကိုယ်ထိုင်နေကိုယ်ကံပဲအစကတည်းကမေတ္တာတရားခေါင်းပါတဲ့သူတယောက်ကိုကိုယ့်အပေါ်မှာမှကွက်ပြီးတော့မေတ္တာများထားလိမ့်မလားဆိုပြီးတော့သူ့ရုပ်ကိုကြည်ပြီးသူ့စည်းစိမ်ကိုကြည်ပြီးကိုယ်ဘာသာကိုမမောပြီးတော့ပေါင်းခဲ့တာပဲသူရက်ဆက်သွားတော့သူသစ္စာပေါက်သွားတော့မှဝမ်းနေနေတာဘသူကြောင့်မှမဟုတ်ပဲကိုယ်ကြောင့်ပဲအစကတည်းကသိသင်ရတာနဲ့မသိခဲ့တာကိုယ်အမှားပဲဒါကြောင့်မအပါနဲ့နောက်မထုံပါနဲ့ဉာဏ်အမြဲသုံးပါဉာဏ်ကိုအမြဲသုံးပြီးတော့တတိနဲ့ပဲနေပါမိမိကိုယ်ကိုမိမိကာကွယ်တတ်အောင်ဉာဏ်လေးတော့သုံးလိုက်ပါလို့ပြောချင်တာပါအိမ်တိန်ကတာတယ်မတာဘူးဆိုတာရှိတယ်အိမ်သားတယ်ဆိုတာအဲ့ဒီအိမ်မှာလူတွေအကုန်လုံးကတက်တက်ကြွကြွရှိကြတယ်ပြီးတော့အကုန်လုံးကအလုပ်လုပ်ကြတယ်ကိုယ်တောင်းဝင်ကိုကြည်ပြုံးစွာလုပ်ကြတယ်တွက်ကတ်ခြင်းမရှိအကုန်လုံးညီညီညာညာနဲ့အလုပ်လုပ်နေတတ်ကြတယ်ပြီးတော့တဦးနဲ့တဦးမေတ္တာတွေဖြန့်ကျက်ပြီးတော့ချစ်စပွဲစကားတွေသာအမြဲပြောကြတယ်နိုးနိုးကြားကြားနေကြတယ်ပျော်ပျော်ရွှင်ရွှင်နေကြတယ်စိတ်ညစ်စရာမတွေးကြဘူးပြီးတော့ပฏิပတ်ခဆိုတဲ့အရာကိုလည်းတက်ညီလက်ညီမိသားစုဖြည့်ရှင်းတတ်တယ်အခက်အခဲဆိုတဲ့အရာတွေကိုလည်းတက်ညီလက်ညီဝိုင်းပြီးတော့ထမ်းတတ်ကြတယ်ဖြည့်ရှင်းတတ်ကြတယ်အဲ့ဒီအိမ်မျိုးကตาတယ်ตาရတယ်လို့ခေါ်တာမตาရတဲ့အိမ်ကတော့အိမ်မှာ9ယောက်ရှင်9ယောက်စလုံးကအတ္တ9လုံးနဲ့နေတယ်အဲ့ဒီအတ္တ9လုံးတိုက်ပွဲဝင်နေတာနဲ့ပဲတယောက်မျက်နှာတယောက်မကြည့်ဘူးထမင်းစပွဲမှာလူမစုံဘူးအခက်အခဲဖြစ်ရင်တယောက်ကြုံတဲ့အခက်အခဲသူ့ဘာသာပဲသူဖြေရှင်းနေရတယ်လိုတဲ့အချိန်မှမရှိဘူးလိုတဲ့အချိန်ရှောင်ထွက်သွားတယ်ပြီးတော့အိမ်မှာရှိနေတဲ့အခက်အခဲကိုအတူတူဝိုင်းပြီးတော့ဖြည့်ရှင်းကြမယ်ဆိုတဲ့စိတ်မရှိဘူးတကူကောင်းစိတ်ရှိတယ်အိမ်ထဲမှာမသားဘူးထင်ရင်အပြင်ကိုတယောက်တည်းထွက်ပြီးတော့သူ့ဘာသာသူသားရအောင်နေတတ်တယ်အိမ်ထဲကလူတွေရဲ့ခံစားနေရတဲ့ခံစားချက်တွေကိုသူထည့်မစင်စားဘူးအိမ်ပြင်ထွက်သွားရင်သူလွတ်သွားပြီလို့ထင်တတ်တဲ့သူမျိုးတွေဒီလိုလူတွေနေတဲ့အိမ်ကအိမ်မသားတော့ဘူးအိမ်ခြောက်လာတယ်တယောက်နဲ့တယောက်လည်းနှွေးထွေးတဲ့စကားပဲတော့မှမပြောဘူးကြက်ကောင်းစိတ်မခံတလုံးပြောတလုံးပြန်ပြီးတော့ပတ်နေတဲ့သူတွေပဲဖြစ်နေကြတယ်အပြစ်တွေလည်းတယောက်နဲ့တယောက်ပုံချနေတတ်ကြတယ်ဘယ်တော့မှသာသာရရစကားမပြောတတ်ကြဘူးချိုချိုသာသာစကားလည်းဘယ်တော့မှမပြောတတ်ကြဘူးတယောက်နဲ့တယောက်နဲ့အပြစ်တွေတင်လိုက်ကြတယောက်နဲ့တယောက်နဲ့အမားတွေပဲထောက်ပြလိုက်ကြကဲ့ရဲ့လိုက်ကြနဲ့မိသားစုဆိုပေမဲ့လို့မိသားစုနဲ့မတူတော့ပဲရန်သူတွေစုနေတဲ့အိမ်တိန်လိုမျိုးဖြစ်နေတတ်တယ်အဲ့အိမ်ကမပါဘူးအိမ်မသားပဲနဲ့အိမ်ခြောက်နေတယ်အဲ့တော့လက်တိတ်လာတယ်နောက်ပိုင်းမှာတမိသားစုလုံးတကွဲတပြားစီကွဲထွက်သွားကြတာပဲအဆုံးသတ်တယ်အဲ့ဒါကြောင့်ကိုနေတာဘလို့ပုံစံနဲ့နေနေတာလဲအိမ်မသားအောင်များနေမိနေသလားနေမိနေတယ်ဆိုပြင်ပါဒီမိသားစုကခွန်အားပါခွန်အားအစစ်ဖြစ်တဲ့ကိုမိသားစုထဲမှာပဲပျော်အောင်ဖန်တီးပါအပြင်မှာအပျော်မရှာပါနဲ့ကိုအပြင်မှာတတ်တာမဲ့ထင်တဲ့နေရာတွေရှာပြီးနေလိုက်တာဟာအိမ်မှာဒုက္ခပို့ပြီးတော့ကြီးသွားစေတယ်
အိမ်ကပြဿနာတွေပို့ပြီးတော့ကြီးထွားလာစေတယ်ဒါကြောင့်အိမ်ကိုခွန်အားနည်းသွားအောင်မလုပ်ပါနဲ့ကိုယ်ခွန်အားအစစ်ကအိမ်ထဲမှာပဲရှိတယ်မိသားစုအချင်းချင်းနှွေးထွေးနေမှသာလျှင်ခွန်အားစစ်ကိုရတယ်မိသားစုအချင်းချင်းရိုင်းပင်းနေမှသာလျှင်ခွန်အားအစစ်ကိုရတယ်ကိုယ်ရည်ကိုယ်သွေးဆိုတာလူတစ်ယောက်ရဲ့ပြုမှုပြောဆိုပုံလူတစ်ယောက်ရဲ့စိတ်နေစိတ်ထားအဲ့ဒါကိုယ်ရည်ကိုယ်သွေးပဲဒီကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူတွေဟာအောင်မြင်ကြတယ်အဲ့ဒီကိုယ်ရည်ကိုယ်သွေးကောင်းအောင်ကြိုးစားတယ်ဆိုတဲ့နေရာမှာကိုအမြဲတမ်းတတိလေးထားပြီးတော့ပတ်ဝန်းကျင်နဲ့လဲကိုယ်နဲ့စံထိုးကြည့်ပြီးတော့ပြုပြင်ရတာကိုယ်စကားပြောတဲ့နေရာမှာသူတစ်ပါးရဲ့ခံစားချက်ကိုနားမလည်ပဲကိုပြောချင်တာတွေပဲဆိုပြောတတ်သလားသူများပြောတာကိုနားမထောင်တတ်ပဲစကားဖြတ်ပြောတတ်တဲ့သူလားကိုပြန်ပြီးတော့ကြည့်စကားဖြတ်ပြောတာကိုဘယ်သူမှမကြိုက်ဘူးစကားဖြတ်ပြောတာဟာယဉ်ကျေးမှုမဟုတ်ဘူးအဲ့ဒါရိုင်းပြခြင်းတစ်ခုပဲဒါကြောင့်ကိုယ်ရည်ကိုယ်သွေးကောင်းခြင်းရင်နားထောင်တတ်အောင်ကျင့်ပါသူတစ်ပါးဘာပြောလဲဆိုတာကိုလုံးစီပတ်စီနားထောင်ပေးလိုက်တော့အားဖြင့်လေးစားရလဲကြသလိုဆက်ဆံရေးကိုပို့ပြီးတော့နှွေးထွေးသွားစေတယ်ခိုင်မြဲသွားစေတယ်ကို့မာကြီးပဲပြောစရာစကားရှိတာမဟုတ်ဘူးသူ့မှာလည်းပဲပြောစရာစကားရှိတယ်ကို့မာကြီးပဲခံစားချက်တွေရှိတာမဟုတ်ဘူးသူ့မှာလည်းခံစားချက်တွေရှိတယ်အဲ့ဒီလိုမျှတွေးတတ်တယ်ဆိုရင်သူ့ကိုလည်းပြောခွင့်ပေးပါပြီးရင်အတိုင်းအတာနဲ့သူနားထောင်နိုင်လောက်တဲ့အတိုင်းအတာလောက်ပဲစကားပြောပါလိုအပ်မှပြောပါလိုတဲ့လောက်ပဲပြောပါအဲ့ဒါကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုပဲနောက်အခြေအနေကိုသိတတ်ခြင်းနားလည်ခြင်းအခြေအနေကตายရနေတာလားမตายရနေတာလားဒါကိုနှိုင်းချိန်ကြည့်ရှုသောအားဖြင့်အဲ့ဒီအခြေအနေမตายသေးရင်မตายသလိုအပြောတဲ့အရာကိုမပြောရဘူးမလုပ်တဲ့အရာကိုမလုပ်ရဘူးตายရင်ตายသလိုပြောတဲ့စကားကိုပြောရတယ်လုပ်တဲ့အလုပ်ကိုလုပ်ရတယ်အဲ့ဒါကိုယ်ရည်ကိုယ်သွေးပဲနောက်ရိုင်းပင်းတတ်ခြင်းဖေးမကူညီတတ်ခြင်းဆိုတဲ့သဘောအလုပ်ရှိလာရင်ရှောင်ထွက်တယ်ဆိုတဲ့သဘောနှစ်ခုရှိတယ်အလုပ်ရှိလာတဲ့အခါမှာရိုင်းပင်းတတ်တယ်ကူညီတတ်တယ်ဝိုင်းဝန်းပြီးတော့ယုံပေးတတ်တယ်ဆိုတာဒါအောင်မြင်မဲ့သူတယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုပဲအလုပ်ရှင်ရှောင်ထွက်သွားတယ်ဆိုတဲ့သူဟာအတ္တကြီးသူတယောက်ရဲ့အရေးချင်းဖြစ်ပြီးတော့လူမုန်းများစေမဲ့နောက်တစ်ချိန်မှာကြာရှုံးစေမဲ့အရေးအသွေးတစ်ခုပဲကိုယ်ရည်ကိုယ်သွေးကောင်းတယ်ဆိုတဲ့သူတွေဟာဖေးမကူညီတတ်တဲ့သဘောလည်းရှိတယ်နောက်အဲ့ကိုယ်ရည်ကိုယ်သွေးကောင်းတယ်ဆိုတဲ့သူတွေဟာအမြဲတမ်းကြိုးစားနေတတ်တယ်ပြင်းရည်ခြင်းမရှိဘူးကြိုးစားနေပြီးတော့သူ့ကိုယ်သူနားလဲတယ်လို့သူ့အလုပ်ကိုလည်းသူနားလဲတယ်ကိုယ်ဘာလုပ်နေတယ်လဲဆိုတာကိုကောင်းကောင်းနားလဲတယ်သူကိုယ်ဘာပြောနေတယ်လဲဆိုတာကိုကောင်းကောင်းနားလဲတဲ့သူဟာကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူပဲကိုယ်ဘာပြောတယ်လဲဆိုတာကိုကောင်းကောင်းနားလဲတယ်ဆိုတာဟာစကလုံးသုံးတတ်တယ်တက်ရောက်မှုကိုနားလဲတယ်ကောင်းစေခြင်းနဲ့တက်ရောက်ရှိနေတဲ့အတွက်ကြောင့်ပြောလိုက်တာလားဒါမှမဟုတ်ရင်မကောင်းစေခြင်းနဲ့တက်ရောက်မှုရှိစေခြင်းလို့ပြောလိုက်တာလားဆိုတာသူ့ဘာသာသူနားလဲတယ်ပြောလို့သာပြောလိုက်တယ်တက်ရောက်မှုကဘာဖြစ်သွားမှမသိဘူးထင်မိထင်ရပြောလိုက်တယ်ဆိုတဲ့သူဟာဒါကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူမဟုတ်ဘူးစကလုံးတိုင်းဟာသူ့ရဲ့ပန်းနိုင်စီကိုအမြဲရောက်တယ်အဲ့ဒါကိုယ်ရည်ကိုယ်သွေးကောင်းတာကောင်းစေခြင်းရင်လည်းကောင်းတယ်ဆိုးစေခြင်းရင်လည်းဆိုးတယ်တက်ရောက်မှုရှိတဲ့စကားအတိတ်ပဲပြေဝတဲ့စကားဒါကိုပြောတတ်တယ်ဆိုတာကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုပဲနောက်လူမှုဆက်ဆံရေးမှာခံစားချက်တွေကိုနားလည်ပေးတာသူခံစားချက်ကိုနားလည်ပြီးတော့အားငယ်တဲ့အချိန်မှာအားပေးတတ်တဲ့သူနောက်သူတစ်ပါးကကိုယ့်ကိုဆုံးမစကားပြောတဲ့အချိန်မှာရိုသေစွာနဲ့နာခံတတ်တဲ့သူအဲ့ဒါကိုယ်ရည်ကိုယ်သွေးကောင်းတာပဲပထမဦးဆုံးယုံကြည်တယ်လို့ပြောထားတဲ့နေရာမှာကိုလုပ်တဲ့အလုပ်တွေကိုယုံကြည်စွာလုပ်တဲ့သူဟာခြေလမ်းတွေတွတ်တယ်ကိုယုံကြည်ခြင်းမရှိတဲ့သူဟာခြေလမ်းတွေတွန့်ဆုပ်ဖြစ်နေမှာပဲအဲ့ဒီတော့အောင်မြင်မှုစီကိုရောက်ဖို့တုံနှေးနေတတ်တယ်ကိုလုပ်တဲ့အလုပ်ကိုယုံကြည်စွာလည်းလုပ်ပါယုံကြည်မှုပိုရှိတဲ့ရှိအောင်အရေးချင်းပိုပြည့်အောင်လည်းကြိုးစားဖို့လိုအပ်တယ်ဘယ်တော့မှအလကားမနေတတ်ဘဲနဲ့အောင်မြင်မှုအတွက်ကိုတခုလုပ်နေတတ်တဲ့သူမျိုးကိုယ်ရည်ကိုယ်သွေးကောင်းတာလုပ်တဲ့အခါမှာလည်းပဲစနစ်တကျလုပ်တတ်တယ်အသေးပွဲလေးပဲဖြစ်ဖြစ်ရုပ်စွာအဆုံးပကံလုံးလေးစပွဲပေါ်မှာနေရာချတာကအစ
စနစ်တကျစမကြကြလောက်တတ်တယ်ဆိုတဲ့အရာဟာကိုယ်ရည်ကိုယ်သိကောင်းတာပဲစားတဲ့အခါမှာလည်းစနစ်တကျစားတတ်တယ်ရှေ့လူနောက်လူကြည့်ပြီးစားတတ်တယ်အခြေအနေကိုကြည့်ပြီးတော့စားတတ်တယ်လိုအပ်တဲ့လောက်ပဲစားတတ်တယ်ဆိုတာကိုယ်ရည်ကိုယ်သိကောင်းတစ်ခုပဲဝတ်တက်စားတဲ့နေရာမှာလည်းဒီဒေသဒီအရာကဒီအဝတ်စားနဲ့တင့်တော်တာလားမတင့်တော်တာလားတင့်တော်တဲ့အဝတ်စားကိုဝတ်တက်တယ်မတင့်တော်တဲ့အဝတ်စားကိုမဝတ်ဘူးဆိုတာအဲ့ဒါကိုယ်ရည်ကိုယ်သိကောင်းတစ်ခုပဲလူကြီးသူမနဲ့စကားပြောတဲ့နေရာမှာယိုသိမှုအပြည့်နဲ့ပြောတတ်တယ်နားထောင်တတ်တယ်ဖေးမတတ်တယ်ဆိုတာကိုယ်ရည်ကိုယ်သိကောင်းတစ်ခုပဲတန်းတူရွယ်တူအပေါင်းအသင်းတွေရွယ်တူတွေကိုပေါင်းတဲ့အခါမှာမိတ်ဆွေလိုပေါင်းတတ်တယ်ကိုယ့်ကိုချစ်ခင်လာစေမဲ့စကားမျိုးပြောတတ်တယ်ယုံကြည်မှုကိုတိုးပွားစေတဲ့စကားတွေပြောတတ်တယ်ဆိုတာအဲ့ဒါကိုယ့်ရည်ကိုယ်သိကောင်းတစ်ခုပဲကိုယ်ထက်ငယ်တဲ့သူတွေအပေါ်ဆိုလို့ရှိရင်ကိုယ့်အပေါ်မှာအကြီးတစ်ယောက်လိုဆွေမျိုးတစ်ယောက်လိုခံစားသွားရအောင်ပြောတတ်ဆိုတတ်တယ်ပေါင်းတတ်တင်တတ်တယ်မေတ္တာပေးတတ်တယ်အဲ့လိုသဘောတရားကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုပဲဒါကြောင့်ကိုယ်ရည်ကိုယ်သွေးကောင်းဖို့လိုတယ်အဲ့ဒါဟာကိုယ်တိုင်စူးစမ်းရတာကိုယ်ရည်ကိုယ်သွေးကောင်းတဲ့သူတွေဟာအဖက်ဖက်မှာအောင်မြင်တတ်ကြတယ်နယ်ပယ်တိုင်းမှာအောင်မြင်တတ်ကြတယ်ကြာရှုံးဖို့ခက်တယ်ကိုယ့်ဘက်ကတွေးရင်ကိုယ်အမှန်လူတိုင်းဟာကိုယ်ပဲမှန်တယ်သူမှားတယ်ဆိုတဲ့အဲ့ဒီအယူအဆရှိကြတယ်ကိုမားနေရင်တောင်မှပဲကိုမှန်တယ်ပဲဘယ်တော့မှဆိုကိုအမားကိုလက်မခံခြင်းကြဘူးအဲကိုအမားကိုလက်မခံခြင်းဟာလေသူရုပ်လက္ခဏာလို့မြတ်စွာဘုရားဟောထားတယ်အမားကိုပြန်ရှုရတယ်ရှုပြီးပြင်ရတယ်ဘယ်တော့မှကိုတယောက်တည်းပဲမှန်နေတယ်ဆိုတာမဖြစ်နိုင်ဘူးကိုကဘလောက်လောဘကင်းနေလို့လဲကိုကဘလောက်ဒေါသကင်းနေလို့လဲကိုကဘလောက်မောဟကင်းနေလို့လဲလောဘဒေါသမောဟမကင်းသေးတဲ့သူတွေဟာအမြဲတမ်းမှန်မနေနိုင်ဘူးမှားတဲ့အခါဆိုတာရှိတယ်တချို့အရာတွေကကိုယ့်ဘက်ကကြည့်ရင်မှန်နေပေမဲ့သူ့ဘက်ကကြည့်ရင်မှားနေတတ်တယ်ကိုယ့်ဘက်ကကြည့်တော့လက်ဖွားသူ့ဘက်ကကြည့်တော့လက်ပမိုးဖြစ်နေတတ်တာကိုမတူညီတဲ့ပတ်ဝန်းကျင်အနေအထားမတူညီတဲ့စိတ်နေစိတ်ထားမတူညီတဲ့ဘဝဘေးအခြေအနေတွေအရာကိုတပုံစံနဲ့မမြင်တတ်ကြဘူးအမြင်ဆိုတာအမြဲတမ်းကွဲနေကြတယ်လူတွေရဲ့စိတ်နေစရိုက်လက္ခဏာတွေအရာလဲအရာဝတ္ထုတစ်ခုကိုကြည်ပုံကြည်နေမတူဘူးမြင်ပုံမြင်နေခြင်းမတူဘူးသုံးသပ်ပုံသုံးသပ်နေခြင်းမတူဘူးအားလုံးနဲ့ဘုံအမှန်တရားတစ်ခုရဖို့ဆိုတာခဲရင်တယ်အဲ့ဒီဘုံအမှန်တရားဆိုတဲ့သဘောတရားကိုဘုရားရှင်ကိုယ်တော်မြတ်တာလည်းသိတယ်မြတ်စွာဘုရားရဲ့အသက်ပညုတဉာဏ်တော်ဖြင့်ကြည်မှသာဘုံအမှန်တရားကိုမြင်တာဒီဘုံအမှန်တရားကသူ့အတွက်လည်းမှန်တယ်ကိုယ့်အတွက်လည်းမှန်တယ်ဆိုတဲ့အရာမျိုးဉာဏ်သုံးပြီးတော့ကိုယ်တိုင်မြင်လာအောင်ကြိုးစားရတဲ့အရာကြိုးစားယူမှလည်းပဲလောကမှာအစဉ်ပြေလာလိမ့်မယ်အမြဲတမ်းကိုယ်တယောက်တည်းမှန်နေလို့ကတော့ဒုက္ခတွေကြုံမှာမလွယ်ပဲလူမုန်းများလာလိမ့်မယ်အဲ့တော့ကိုမှန်တယ်ကြည်ပဲအမြဲမထင်ပဲနှစ်ဖက်မျှပြီးတော့တွေးတတ်တဲ့အတွေ့ကိုစတင်ပြီးတော့ပြောထောင်ပါအစဉ်ပြေလာလိမ့်မယ်နောက်မတူညီတဲ့ပတ်ဝန်းကျင်တွေကိုနားလည်အောင်လေ့လာပါမတူညီတဲ့ဇယိုက်တွေကိုလည်းနားလည်အောင်လေ့လာပါအဲ့ဒီခါကြလို့ရှိရင်တခါတရံကိုမှန်တယ်ထင်တဲ့အရာဟာမှားသွားတာပါလားလို့တွေးလာပါလိမ့်မယ်ကိုမှားတာကိုမှားတယ်လို့သိတဲ့နေ့ဟာတရားရမယ်လမ်းစာပါပဲကိုမှားတာကိုမှားတယ်လို့လက်မခံသေးသမျှဘယ်တော့မှတရားမရနိုင်ပါဘူးကိုဒီချုပ်ပြစ်ခင်တဲလဲစင်မဟုတ်ဘူးဆိုတာအမြဲတတိပေးပါကိုဒီယဟန္တာမဟုတ်ဘူးဆိုတာလည်းအမြဲတတိပေးပါကိုရဲ့အပြောကိုရဲ့အမြင်အမြဲတမ်းမှန်မနေနိုင်ဘူးဆိုတာကိုတတိပေးသောအပြင်စင်ကျင်နှိုင်းဆပြီးတော့ပြောတတ်လာလိမ့်မယ်စင်ကျင်နှိုင်းဆပြီးတော့တွေးတတ်လာလိမ့်မယ်အဲ့မှာအမြင်တွေပို့ပြီးတော့ကြည်လင်လာပါလိမ့်မယ်လောကကိုပို့ပြီးတော့မြင်တတ်လာတဲ့အခါအမှန်များလာလိမ့်မယ်အမှားနဲ့လာလိမ့်မယ်လောကမှာပြဿနာဆိုတာကတော့ကိုယ့်ကြောင့်ဖြစ်တဲ့အခါရှိတယ်သူ့ကြောင့်ဖြစ်တဲ့အခါရှိတယ်ဘာကြောင့်ပြဿနာတွေဖြစ်တာလဲအပြောမတက်လို့ဖြစ်တဲ့ပြဿနာတွေရှိတယ်အလုံးမတက်လို့ဖြစ်တဲ့ပြဿနာတွေရှိတယ်ဒါတွေအားလုံးဟာအရာရာကိုနားလည်နိုင်စွမ်းဆိုတဲ့စိတ်အပေါ်မှာမူတည်တယ်နားလည်နိုင်စွမ်းရှိလာရင်အပြောတွေမှာအထင်အကွက်ရှိလာလိမ့်မယ်နားလည်နိုင်စွမ်းများလာသည်နဲ့အမျှအပြုအမူတွေမှာအထင်အကွက်ရှိလာလိမ့်မယ်ဒီအခါမှာပြဿနာနည်းသွားမယ်အဲ့တော့လောကမှာဖြစ်နေတဲ့သဘာဝကတော့ကိုနဲ့အတူစကားပြောနေတဲ့သူတယောက်ကစကား
အပြောမတတ်ဘူးဒါပေမဲ့သူကစိတ်နေစိတ်ထားကောင်းတယ်စိတ်နေစိတ်ထားကောင်းပြီးတော့အပြောမတတ်လို့သာစကလုံးတစ်လုံးပြောလိုက်ပြင်မဲ့သူ့ရဲ့ရည်ရွယ်ချက်ကကောင်းဖို့ပြောတယ်ဆိုတာနားလည်ရင်သူ့စိတ်နေစိတ်ထားစရိုက်ကိုပင်မနားလည်ထားသောအဖြစ်ခွင့်လို့ပေးနိုင်တယ်ပြဿနာကိုပုံကြီးမချက်သေးတဲ့အမှုကိုပျောက်သွားစေတယ်ကြီးတဲ့အမှုကိုသေးငယ်သွားအောင်ကိုလက်ခံပေးလိုက်နိုင်တဲ့အခါပြဿနာမရှိတော့အဲ့ဒါအခြေအနေထိန်းတယ်လို့ခေါ်တယ်နောက်ကိုယ့်ရဲ့မိတ်ဆွေချင်းချင်းနားလည်မှုလွဲတာနားလည်မှုလွဲတဲ့အခါမှာကိုကကြားထဲမှာဒီသေးသောပြဿနာကိုပျောက်သွားအောင်ပြောနိုင်စွမ်းရှိရတယ်ဒီရွယ်ချက်နဲ့ပြောတာမဟုတ်ဘူးဒီလိုရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ပါဘူးသူ့အကြောင်းကိုသိပါတယ်နားလည်တယ်အမှန်ကသူ့စေတနာကစေတနာကောင်းပါအမှန်တော့ तू မပြောတတ်လို့ပါအမှန်တော့ तू မပြတတ်လို့ပါအချင်းတွေထိန်းနိုင်စွမ်းရှိရတယ်အဲ့ဒါကိုကမီးလောင်ရလေပင့်မပြောရဘူးပြဿနာသေးသေးလေးဥပိ္ပခာပြုလိုက်လို့ရတဲ့စကားလေးသေးသေးလေးကိုဒါ तू ဒီအတိတ်ပဲနဲ့ပြောတာဒါ तू ဒီလိုရည်ရွယ်ချက်ရှိလို့ပြောတာဆိုတော့အဲ့ဒါကတော့ပြဿနာမီးထွန်းရှာတဲ့သူတွေရဲ့ဇယိုက်ပါပဲဥပိ္ပခာပြုလိုက်လို့ရလိုက်တဲ့ကိစ္စကိုဥပိ္ပခာမပြုနိုင်ပဲနဲ့ဒီသေးသေးလေးကိုအမိုက်ကစားပြတ်သက်မီးလောင်အောင်ကြီးထွားအောင်လှုပ်ပလိုက်တတ်တဲ့လူဆိုတာလူဒန်းစားတရက်တတ်ရှိတယ်အဲ့ဒီလူဒန်းစားတွေပတ်ဝန်းကျင်မှာအများကြီးပဲသူတို့ကြောင့်မလို့အခြေအနေတွေဟာပို့ပြီးတော့ဆိုးသွားတာတွေတွေ့ရတယ်မယ်တယောက်နဲ့တယောက်နဲ့လမ်းမှာတွေ့ရင်တော့နောက်တစ်ချိန်ပြန်မခေါ်ခြင်းလောက်အောင်နောက်တစ်ချိန်ပြုံးမပြခြင်းလောက်အောင်ဖြစ်ကြတယ်ဆိုတာအခြေအနေကိုထိမ့်သိမ့်နိုင်စွာမရှိကြဘဲနဲ့ပြဿနာကိုပုံကြီးချက်တဲ့သူတွေကြောင့်လောကမှာပြဿနာဆိုတာရှိခြင်းလည်းရတယ်မရှိခြင်းလည်းရတယ်ရှိနေတဲ့ဆိုတဲ့အရာတွေဟာပြဿနာကိုပုံကြီးချဲတဲ့သူတွေကြောင့်ရှိနေတာအဲ့ပြဿနာကြီးပါဆိုတဲ့အရာကိုတော့မှဒါဖြစ်တတ်တဲ့သဘာဝပဲစိတ်ဆိုးတုံးပြောတဲ့ကိစ္စပဲအဲ့နားလည်မှုတာထည့်ကြည့်လိုက်ဘာမှစိတ်ဆိုးစရာလည်းမလိုတော့တယ်လို့ဘာမှလည်းအညိုတေးထားစရာမလိုတော့ဘူးနောက်တနေ့ကျပြန်ပြီးတော့ပခုံးဖတ်ကြတာကြီးပဲပြဿနာကိုမီးကွက်ထွန်းရှာတဲ့ပုံကိုမျိုးတွေကတော့တွေ့တဲ့သူတိုင်းဒီတယောက်နဲ့သိအဲ့တယောက်နဲ့ခဏပဲနောက်ဘယ်တော့မှပြန်ပြီးတော့ပတ်သက်လို့မရတော့နောက်တယောက်နဲ့တွေ့နောက်တယောက်နဲ့လည်းခဏပဲနောက်တစ်ချိန်ပြန်တွေ့တဲ့အခါမျက်နှာချင်းဆောင်မဆိုင်ကြတော့တဖြည်းဖြည်းနဲ့နေကျင်းသွားတယ်အဲ့ဒါအခြေအနေကိုထိန်းနိုင်စွမ်းမရှိတဲ့သူတွေအခြေအနေကိုထိန်းနိုင်စွမ်းရှိတဲ့သူတွေကမှားသွားရင်လည်းမှားသွားပါပြီလို့တောင်းပန်ရဲရမယ်သူတစ်ပါးမှားသွားလို့ရှိရင်တော့ကိုယ်ဟာဒါကိုဖြည့်တွေးတဲ့ရမယ်သူတစ်ပါးအားငယ်သွားတယ်တစ်ဖက်သူပြောတဲ့စကားကြောင့်တစ်ဖက်သူကအားငယ်သွားရင်ဖြည့်သိမ့်ပေးနိုင်ရမယ်နားလည်မှုရှိအောင်ပြောပေးနိုင်ရမယ်ပြောလိုက်တဲ့သူကိုလည်းနားလည်သွားအောင်နောက်ဒီလိုစကားမျိုးမပြောသင့်ကြအောင်ဒီနှစ်ဦးနှစ်ဖက်ကြားထဲမှာစိုးသောလက်မချောက်စင်နဲ့နှွေးထွေးမှုရှိနေတာဟာမကောင်းဘူးလားဆိုတဲ့စကားမျိုးပြောတတ်ရတယ်အခြေအနေကိုထိန်းပေးတတ်ရတယ်ဟိုဘက်ဒီဘက်မျှတာဆိုတာပြောပေးတတ်ရတယ်ကိုတိုင်းကလည်းဒီတိုင်းပဲတစ်ဖက်သူကစကားတစ်ခုမှားသွားတဲ့အခါမှာအညိုတေးမထားပါနဲ့ဒါဟာလက်ရှိစိတ်အနေအထားလက်ရှိအခြေအနေတစ်ခုကြောင့်သူမထိန်နိုင်မသိနိုင်ထွက်သွားတဲ့စကားမျိုးဖြစ်တတ်တယ်စေတနာပါတာမဟုတ်ပဲပြောထွက်သွားတာမျိုးဖြစ်တတ်တယ်တချို့ကကိုယ်စကားကိုပြိမအုပ်နိုင်ဘူးမထိန်နိုင်ဘူးစကားမပြောခင်မှာမဆင်ခြင်နိုင်ဘူးအဲ့တော့စကားကလွန်ပြီးထွက်သွားတာနားလည်ပေးလိုက်မယ်ဆိုလို့ရှိရင်ပြဿနာမဟုတ်တော့ဘူးခွင့်လို့ပေးလိုက်မယ်ဆိုရင်ပြဿနာမဟုတ်တော့အဲ့ဒါအခြေအနေကိုထိန်းနိုင်တာဒေါသထွက်လည်းပဲရုံးမပြတ်ဘူးအခြေအနေကိုထိန်းနိုင်တယ်အခြေအနေတခုကတင်းမာနေတယ်ကြောက်စရာကောင်းနေပြင်မဲ့အခြေအနေကိုထိန်းနိုင်တဲ့သူကကြောက်စရာမကောင်းတော့အောင်ပြောတတ်တယ်လက်ခံတတ်တယ်အဲ့ဒီကိုယ်တိုင်လက်ခံလိုက်တဲ့အခါမှာအကြောက်တရားမကြီးတော့ဘူးမတုံ့လှုပ်တော့ဒါကြောင့်တရားများများထိုင်ဂုဏ်တော်များများပွားသမထအလုံးများများလုံးတမာတိအလုံးများများလုံးအဲ့တမာတိအလုံးကိုများများလှုပ်တဲ့သူတွေဟာစိတ်ကိုထိန်းနိုင်တယ်စိတ်ကိုထိန်းနိုင်တဲ့သူတွေဟာအခြေအနေတွေကိုထိန်းနိုင်ကြပါတယ်ဒါကြောင့်အာလုံးသောတရားနာပရိသတ်အပေါင်းကိုယ်စိတ်ကိုထိန်းနိုင်ကြကုန်၍အခြေအနေတွေကိုလည်းထိန်းသိမ်းနိုင်ကပြဿနာတွေကင်းရှင်းအောင်လုပ်နိုင်သောအစွမ်းစာရှိတဲ့လူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ